မင်္ဂလာပါရှင်စထာပနာ limited မှာကြိုဆိုပါရစေကျမကတော့စထာပနာ limited ဈေးကွက်ဌာနရဲ့အသင်းသားဝန်ဆောင်မှုပိုင်းမှာတာဝန်ယူထားရတဲ့မက်ဆန်ကလျာကိုပဲဖြစ်ပါတယ်ရှင်ကျမတို့စထာပနာတိုက်ကြီးရုံခွဲရဲ့တိုက်ကြီးခရိုင်အဖြောက်မြို့နယ်ချောင်းသုံးခွအုပ်စုလက်ပြန်တို့ကျေးရွာမှာရှိတဲ့ကိုဟိန်းဝင်းစိုးရဲ့ကြက်မွေးမြူရေးခြံကိုတွားရောက်လေ့လာကြည့်ရအောင်လို့ရှင်အခုမင်္ဂလာပါမင်္ဂလာပါခင်ဗျအခုရဲ့အကြောင်းလေးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ခင်ဗျကျွန်တော်တော့ဦးရင်ဦးဆိုပါခင်ဗျဟိုတက်ကြီးမျိုးနဲ့အပြောင်းမျိုးချောင်းတော်အုပ်စုလက်မြတ်တို့မှာနေတိုင်းပါတယ်ကျွန်တော်ကတော့ငါးကမွေးမြူနဲ့ကြက်မွေးမြူလောက်ပါတယ်ခင်ဗျဟုတ်ကဲ့ညီမတို့စထာပနာကိုဘယ်လိုစတင်သိရှိခဲ့ပြီးတော့ဘယ်လိုမျိုးလက်တွဲဖြစ်သွားလဲဆိုတာလေးလည်းပြောပြပေးပါအောင်နော်ဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့ကျေးရွာအုပ်စုမှာဝန်ထမ်းနေနဲ့တွေ့မိနေကျွန်တော်ငါးကမွေးမြူရဲ့အတွက်ချင်းငွေလို့စတင်သိရှိခဲ့တာပါခင်ဗျညီမတို့စီမှာချင်းငွေထုတ်ထားတာပေါ့နော်အချိန်ရအတွက်ဘယ်နှချိန်ရှိသွားပြီလဲမသိဘူးရှင်၃ချိန်ပါခင်ဗျချင်းငွေအမောင်လေးရောဘယ်လောက်ထုတ်ထားလဲမသိဘူးရှင်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဟုတ်ညီမတို့ရဲ့စထာပနာပေါ့နော်ထုတ်ထားတဲ့ချင်းငွေကအကိုရဲ့လုပ်ငန်းကိုရောဘယ်လိုနေရာတွေမှာအထောက်အကူပြုလဲမသိဘူးရှင်လုပ်ငန်းတွေအရင်ကြီးပေါ့ဟုတ်ကျွန်တော်တို့ကြက်ပေါက်ဝယ်တာစားရေးဝယ်တာဘာညာပေါ့နော်အဲ့ဒါအကုန်လုံးစသရအကုန်လုံးကျွန်တော်တို့ကအရင်နေနဲ့ချင်းငွေထုတ်ယူတာပေါ့ဟုတ်ကဲ့ဟုတ်အကိုရဲ့လေဒီကြက်မွေးမြူရေးလုပ်ငန်းလေးနဲ့ပတ်သက်ပြီးတော့လေနည်းနည်းလောက်ရှင်းပြပေးလို့ရမလားရှင်ရပါတယ်ခင်ဗျဟုတ်ဟိုကြက်မွေးမြူနဲ့ပတ်သက်လို့ရှင်းပြရမယ်ဆိုတော့ရှင်တော့ကျွန်တော်တို့ကကြက်ပေါက်စားရကဆိုလို့ရှိရင်ကျွန်တော်တို့ကတရက်ကနေပြီးတော့18ရက်ထိမိကန်ခံရခင်ဗျကြက်ကလေးတွေကိုမီးအပူပေးရတာပေါ့နော်ပြီးတော့ရှင်တော့18ရက်ပြည့်သွားလို့ရှိရင်ကျွန်တော်တို့မိကန်လက်တယ်လိုက်ကအပူဝေးရင်းမြောက်အောင်တော့သူတို့ကိုကျွန်တော်တို့ကြက်ကြံနေတာနေနဲ့လိုက်ကအပူဝေးအပေါ်အောက်မှာလိုက်ကရှိတယ်အပေါ်မှာလည်းလိုက်ကရှိတယ်ကျွန်တော်တို့ကဒါလေးတွေအတင်ချလုပ်ပေးရတယ်ကစားပေးရတယ်ပေါ့နော်ပြီးတော့ရှင်ဟိုကြက်ဟိုပြောမယ်ဆိုတော့ရှင်တော့တရက်ကနေ45ရက်ပြည်လို့ရှိရင်တော့ကျွန်တော်တို့ဒါရောင်းနှန်းဝင်တဲ့အနေအထားမျိုးပေါ့ဟုတ်ကြားရမှာတော့ကာကွယ်ဆေးတိုက်တာတို့အားဆေးတိုက်တာတို့တော့လုပ်ပေးရတယ်ဟုတ်ကဲ့ပါအကိုရဲ့ဒီလုပ်ငန်းကိုပေါ့နော်ဝန်ထမ်းပလင်တွေရောက်လောက်နေရောလေပတ်နေလည်းမသိဘူးရှင့်အခုလောလောဆယ်တော့လက်ရှိကျွန်တော်3ယောက်နဲ့လေပတ်နေပါတယ်ခင်ဗျဟုတ်ကဲ့ပါအကိုဟုတ်ညီမတို့လေစထာပနာအတွက်လေအကိုမှတ်တရစကားလေးလည်းပြောပြပါအောင်နော်ဟုတ်ကဲ့ပါခင်ဗျချင်းငွေတွေအများကြီးကြီးနိုင်ပါလိမ့်ဟုတ်ကဲ့ပါအကိုဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်